来，给你闻呀。ဖေဖေအိမ်လေးကချစ်စရာလေးရော 摘了的没？ ကြိုက်တာရောဖေရဲ့ 对了，哎，就给你闻呀。姑姑呢？ဘယ်လိုလဲအိမ်ကအဆင်ပြေရလားကို ပြေပါတယ်ကိုလက်တို့နေမှာဆိုတော့ကိုလက်တို့သဘောကျရင်အဆင်ပြေပါတယ် မမေသမီးဒီခန်းလေးကြိုက်တယ်ဒီခန်းယူမှာနော် ယူပါယူပါ ဟဲ့လားဘယ်လိုလဲဆရာမကြီးဘာရီမြန်လိုပဲဒီလေလိုအပ်တာတွေရှိနေကျွန်တော်ပြောလို့ရပါတယ်ဗျာ အဆင်ပြေပါတယ်ဒီကမမလေးကိုပဲမေးသူကပဲအိမ်ကိုအုပ်ချုပ် သမီးကတော့အားလုံးကြိုက်တယ်အားလုံးပဲအဆင်ပြေရဲ့ဖေဖေ is the best ပဲ အော်အိမ်ပြောင်းပြီးသွားလို့ရှိရင်အိမ်တက်လောက်ရမယ်နော်အဲ့ဒါအဓိက ဩလုံးရမှာပေါ့ဟိုဒီရက်ကွက်တွေကဘုန်းကြီးเจ้าဖုံးဖုံးစီမှာတော့ရှောက်ပြီးပါပြီဗျာ ဒီတစ်ခါတော့တော်သွားပြီ ဒါဆိုတော့ပဲသမီးဇူလိုင်စီကိုအိမ်တက်အတွက်ချုပ်ပွဲမုံနေမှားလိုက်မယ်နော်ဇူလိုင်အမေကမြန်မာမုံတွေကိုအားလုပ်ပေးရလေ ဟုတ်လားကောင်းတာပေါ့အဲ့ဆိုရင်ရဲတိကျတတ်မှတ်ပြီးသွားလို့ရှိရင်သမီးမဲ့မှာလိုက်နော် ကဲဒါဆိုအိမ်တက်လေးနဲ့မိသားစုရေးဆက်ဖီရိုက်ကြရအောင်ဦးငယ်ဒီဘက်နည်းနည်းတိုးပါရပြီရိုက်မယ်1 2 3